ဒီကိုရီးယားလုံးပဲမင်္ဂလာပါမနေ့ကကျွန်တော်အာဖရိကပွဲတစ်ပွဲเนาะကျွန်တော်နယူကာဆယ်နဲ့မန်စီးတီးပွဲကိုကျွန်တော်ဒါမန်စီးတီးကျွန်တော် body မရွေးပေးဘူးကျွန်တော် body ရှောင်ပြီးတော့ဘာလို့လဲဆိုတော့နယူကာဆယ်အိမ်ခွင်းကောင်းနေတဲ့မှာလည်းပါတယ်ဗျာเนาะပြီးတော့မန်စီးတီးကလည်းကျွန်တော်ဒါချန်ပီယံလိရောဒီပရီးမီယာလိရောเนาะ EFL ကတ်တွေရောပါတယ်ရောကန်ထားတဲ့အတွက်ကြောင့်ဒီ FA ကတ်ကိုအောင်ဆိုင်ပါမလားဆိုပြီးတော့ကျွန်တော်ကเนาะ body မပေးရလို့ပေးချင်တာတော့ Man City body ပဲပေးချင်တာဒါပေမဲ့ body မပေးရလို့ကျွန်တော်ကောင်းအပေါ်တွေကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်တယ်မနေ့ကရတဲ့လေးကတော့1-3နဲ့ပြီးသွားတာเนาะဆာဖင်ဟိုတို့မာမွတ်စတိုကနေပြီးတော့သင်းသွားတာပဲเนาะဒီနေ့မှလည်းကျွန်တော်တို့ပွဲတွေကเนาะရှိရဲဒါပေမဲ့ကျွန်တော်ဒီ Premier League ရနာပြီးတော့နောက်ပတ်ကျွန်တော်စနေနေ့ဝင်လောက်မှာ Premier League ပြန်စမှာเนาะအဲ့တော့ဒီနေ့တော့အကြည့်ကောင်းတဲ့ပွဲတစ်ပွဲအကောင်းဆုံးပွဲတစ်ပွဲကိုကျွန်တော်တို့ရွေးချယ်ပြီးတော့တင်ဆက်ပေးတာဒါစီးရီးပွဲဖြစ်တယ်ဗျာเนาะဒါ AC Milan ရဲ့ Inter Milan ရဲ့ Milan Derby ပွဲဗျာเนาะတော်တော်လေးကြည့်ကောင်းတဲ့ပွဲဖြစ်တယ်ပြီးတော့လက်ရှိနှစ်သင်းလုံးကလည်းအဆင့်1နဲ့2မှာရှိပြီးတော့ Inter အဆင့်1မှာအဆင့်2က AC ကိုကျွန်တော်တို့10မှတ်လောက်ထိဖြတ်ထားတာဗျာเนาะ10မှတ်လောက်ထိဖြတ်ထားတာတွေ့ရတယ်ဒီနေ့လူစင်းရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ Inter Milan ကဒါ Martinez တယောက်တာမပါဝင်နေတာเนาะ Martinez တို့ Mkhitaryan တို့ကဒါလက်ရှိထွက်ထားတဲ့ line အရဆိုရင်တော့မပါသေးဘူးဒါပေမဲ့ line က confirm တော့ဖြစ်သေးဘူးเนาะဒါပွဲချိန်ပြီးမှကျွန်တော် confirm ဖြစ်မှာဖြစ်တယ်ဒါမီလန်လည်းဒါမိုဒရစ်တို့ဘာလို့ပါပြီးသားပဲเนาะလူစုံတက်ဆုံပါပဲနှစ်သင်းလုံးကတော့တိတ်ပြီးတော့အရင်ကြီးတော့ချန်လာမရှိဘူးဒါပေမဲ့လည်း AC မီလန်ကဒီနောက်ပိုင်းပွဲတွေမှာကျွန်တော်ကြည့်ရတော့เนาะတော်တော်လေးကိုခြေကျလာတယ်ဗျာเนาะဟိုကစားပွဲနည်းနည်းလေးကစားပွဲကိုမရှိတော့တဲ့ပုံစံလေးဖြစ်လာတယ်เนาะ AC မီလန်အနေနဲ့အဲကြောင့်ကျွန်တော်ဒါအဆင့်တစ်ကအင်တာကကျွန်တော်ဒါ10မှတ်လောက်ထိဖြတ်ထားလိုက်တာဖြစ်တယ်အဲ့တော့နှစ်သင်းလုံးရဲ့ head to head ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ AC မီလန်အိမ်ကွင်းမှာကျွန်တော် internet တွေ့ဆိုလို့ရှိရင် inter ကအများနဲ့အတာရတယ်နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်เนาะကျွန်တော်ဒါနှစ်ပွဲသေးကြာပြီးအင်တာ3ပွဲလောက်ထိကိုနိုင်တာပဲเนาะအင်တာမီလန်ရဲ့ဒါမီလန်ဒါဘီမှာအင်တာမီလန်ရဲ့ဒါအချိန်ဝါက AC မီလန်ကိုတော့6နိုင်ထားတယ်เนาะအလဲဆုံးမနိုင်ဆိုတော့တည်အနေဆုံးတော့ရှိရဗျအဲ့တော့ဒီနေ့ကဒီကျွန်တော်ဒါ AC မီလန်ရဲ့အင်ကွင်းဆက်ဆောင်ကြီးကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း AC မီလန်ဒီအင်ကွင်းမှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးတယ်တစ်ပွဲသေးကြာထားတယ်ဗျเนาะဒီလက်ရှိဒီနောက်ဆုံး5ပွဲလောက်မှာဆိုလို့ရှိရင်အင်ကွင်းသူ့ရဲ့ဒါအဆင့်နဲ့အနေထားနဲ့အသေးသေးအနေထားနဲ့ဆိုလို့ရှိရင်ဒီရလက်ဒီအိမ်ကွင်းမကောင်းလို့ပြောလို့ရတယ်ပါပါတယ်အင်တာမီလန်ကတော့ကျွန်တော်တို့ဝေကွင်းမိုင်းဆက်ဆောင်ရေးပါဆိုလို့ရှိရင်ဒီနေ့နောက်ဆုံး5ပွဲမှာ၄ပွဲနိုင်ပြီးတော့တစ်ပွဲသာရှုံးနေတစ်ပွဲသာတေးကြတာရပဲเนาะအဲ့တော့အင်တာကဒါကျွန်တော်အမှတ်ပေးစရာရအောင်လက်ရှိတေးပဲရအောင်เนาะဟိုတေးပဲရအောင်ကျွန်တော်ဒီဆက်ဆောင်ရေးအင်ကွင်းပွဲဆက်ဆောင်ရေးရအောင်ဆိုလို့ရှိရင်အင်တာကလုံးဝတာလုံးကောင်းပုံပြီးတယ်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းကကျွန်တော်တို့ဒါအင်တာမီလန်ကနေပြီးတော့เนาะ level 45ပဲရှုံးဘောဘောကနှလုံးကို80ရှုံးပြန်เนาะအဆင့်1ကတင်ကအဆင့်2ကတင်ကိုကျွန်တော် level 45ပဲရှုံးဆိုတော့အင်တာမီလန်အနေနဲ့ကြေးလေးရနည်းနည်းလေးပြင်းနေတဲ့သဘောတော့ဖြစ်တယ်เนาะအင်တာသမားရဲ့အတွက်ကတော့ကြေးရပြင်းတယ်အလုံးစုံဗျာဟို level 20ရှုံးလို့เนาะအဲ့လောက်ပေါက်မယ်ဆိုရင်တော့မစိုးဘူးဗျာเนาะ level 45ပဲရှုံးဆိုတော့တဝက်နီးပါးရှုံးအဆင့်1ကအဆင့်1နဲ့2ကိုအဲ့လောက်ထိပေးထားတာဆိုတော့ကြေးပြင်းတဲ့သဘောမှရှိတယ်အဲ့တော့ဒီနေ့ပွဲကအင်တာကတ်နိုင်သွားဖို့လည်းများတယ်လို့1-1တစ်ပေါက်သွားဖို့လည်းများတယ်ဗျာเนาะ1-1သွားရင်တော့မသွားရင်ကျွန်တော်တို့ဒါ Z1 Z2 တစ်ပေါက်တော့သွားနိုင်တယ်အဓိကတရေကြဖို့တော့ရာခိုင်တော့ပုံများတယ်เนาะဒါအဲ့တော့ညီကိုတွေကိုချက်ပေးချင်တာက body ကစားချင်တဲ့ညီကိုတွေကတော့တရေကြမယ်လို့ထင်ရင်ကျွန်တော်ဒါ AC Milan body ကိုဒါရွေးချယ်ပြီးရဆော့ပါတကယ်လို့ဟိုတရေမကြဘဲနဲ့ inter ကတ်နိုင်တော့မှထင်လို့ရှိရင်တော့ inter body ကိုအကြံပြုပါတယ်เนาะကျွန်တော်ကတော့ဒါဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဂိုးပေါင်းပေးချင်တယ်ဗျာเนาะကျွန်တော် series မှာတော့ကျွန်တော်ပြောနေကြတဲ့အတိုင်းပဲအကျင့်တစ်ခုရှိတယ်အတင်းကြီးချင်းချင်းတွေ့လို့ရှိရင်ကျွန်တော်တို့ဒါဂိုးပေါင်းအောက်တာများတယ်ဗျာเนาะ Z1 1-1 1Z အဲ့လိုပုံစံမျိုးတွေသွားတာများတယ် Z2 ဗျာအဲ့လိုပုံစံမျိုးတွေသွားတာများတယ်ဂိုးပေါင်းအောက်ဖို့ကကျွန်တော်တို့60ရာခိုင်နှုန်းထိချိန်နေရเนาะအဲ့တော့ကျွန်တော်ဒီနေ့ AC Milan နဲ့ Inter Milan Milan Derby ပွဲကိုကျွန်တော်က body ကိုကျွန်တော်ရှောင်တယ်တကယ် body ကတိုင်းတဲ့ညီကိုတွေတော့ကတော့ကျွန်တော် Inter body ကိုတော့အကြံပြုတယ်ဒါပေမဲ့တေးချနိုင်ကြည့်တော့များတယ်ဗျာเนาะ45ပြောင်းရှင်းပြီးတော့တရေ45ပဲရှင်းပြီးတော့ inter body ထိုင်နေတဲ့ညီကိုထိုင်မှာကျွန်တော်တို့ကိုပေါင်းအောက်ကိုကျွန်တော်ပို့ကြိုက်တယ်အားလုံးအဆင်ပြေပါစေခွက်လက်ပါเนาะဟိုကျွန်တော် channel ပွဲလို့ကျွန်တော် channel ထဲမှာပဲတင်ပေးတယ်အားလုံးအဆင်ပြေပါစေဗျ